မဲပေးဆက်အသုံးပြု၍မဲပေးပုံအဆင့်ဆင့်၁မဲစရင်ကြည်ပါ၂တန်းစီပါ၃လက်ပြပါ၄ပြည်သူ့လွှတ်တော်အတွက်မဲစရင်တွင်လက်မှတ်ထိုးပါဆန္ဒပြုဆက်မီးလင်းချိန်အထိစောင့်ပါဆန္ဒပြုပါ၅အမျိုးသားလွှတ်တော်အတွက်မဲစရင်တွင်လက်မှတ်ထိုးပါဆန္ဒပြုဆက်မီးလင်းချိန်ထိစောင့်ပါဆန္ဒပြုပါ၆တိုင်းဒေသကြီးပြည်내လွှတ်တော်အတွက်မဲစရင်တွင်လက်မှတ်ထိုးပါဆန္ဒပြုဆက်မီးလင်းချိန်ထိစောင့်ပါဆန္ဒပြုပါတိုင်းသားလူမျိုးမဲစင်းတွင်ပါသည့်မဲဆန္ဒရှင်များစတုဒ္ဓမြောက်မဲပေးဆက်တွင်ဆက်လက်၍မဲပေးပါခုနှစ်တိုင်းသားလူမျိုးကိုယ်စားလှယ်လောင်းအတွက်မဲစင်းတွင်လက်မှတ်ထိုးပါဆန္ဒပြုဆက်မီးလင်းချိန်ထိစောင့်ပါဆန္ဒပြုပါရှစ်မှင်တို့ပါ